မြန်မာ Hey ရေပက်ကြမယ် Hey ပရောက်ရွှေဝါရနန်းတင်ပါပန်းကုန်းလေမှာပန်းစင်ကမြူကြွားတေးတဲ့လမ်းမထက်စီပျော်ရွှင်စွာဖြင့်ကခုံမသည်တင်ကြံရေစက်လန်းဆန်းစေအော်ထွန်းနိုင်တို့ပြောပြီး Heyကျွန်တော်ကအိဒါလဲဝဒနာပါတာပဲကျွန်တော်ဒုက္ခလူမျိုးအစုပ်လိုက်လုံးနေမဲ့ဆိုရင်တော့ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးကျွန်တော်ဒုက္ခလူမျိုးလိုက်မလို့ကြပါနဲ့လောကမှာအောင်မြင်တဲ့သူတွေကတစ်မျိုးပဲလုပ်ကြတယ်အစုပ်လိုက်လုံးနေမဲ့ဆိုရင်တော့ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးဒီဗီဒီယိုလေးရဲ့အဆုံးမှာတော့တဲပဲပေါ်ကမြောက်ဖြူလေးတကောင်မြည်တွေအများကြီးကြာပြီးငိုနေပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုလေးကိုအစားဆုံးကြည့်သွားတဲ့သူတွေစီက like share comment တခုမှမရသေးလို့ပဲဖြစ်ပါတယ်ခင်ဗျာတက်ကြွလန်းစမ်းထွန်းနိုင်မြန်မာ